တော်များများကဖြစ်လျက်ဘဝမှာပညာတတ်ဖို့ဆိုပြီးတော့ပညာဖြစ်စေတတ်တဲ့ဆိုပါစို့ပညာဒါနဆိုပြီးတော့ဒီသူများပညာသင်မှုအခွင့်အလမ်းတွေဖန်တီးပေးတာတို့စီမီလူပြီးတော့ဆူတောင်းတာတို့ဖြစ်လျက်ဘဝမှာပညာကြည့်ရပါလို့ဤလို့ဆူတောင်းတာတို့ဒါတွေကိုအားကိုးလက်ရှိကြတယ်တကယ်ကတော့စာပေကျမ်းကမှာကြည့်ပဲဆိုရင်အဲ့ဒါတွေရောမဖြစ်ဘူးလားဆိုဖြစ်ပါစာပေကျမ်းကမှာဆိုတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပြီးတော့ဖြစ်လျက်ဘဝမှာပညာကြီးဖို့အတွက်ကဘာလို့ရတာတော့ဆိုဒီဘဝကလေးကမေးမြန်းဆွေးနွေးလေးလာမှတ်သားခြင်းပဲဖြစ်တယ်ဒါဟာအလွန်သဘာဝကျတယ်မဟာပညာတံဝတ္တနိကပฏิပဒါဆိုတာတရားနာတယ်မေးတယ်မြန်းတယ်ဆွေးနွေးတယ်ကိုမသိတာကိုသိအောင်မေးတာမြန်းတာဟာပညာတိုးတက်ခြင်းရဲ့အကြောင်းဖြစ်လျက်ဘဝမှာပညာကြီးပါခြင်းအကြောင်းဆိုမေးတယ်ဆိုတဲ့မေးတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်လေကိုမသိတာကိုသိဖို့အတွက်သင်ယူခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဖြစ်လျက်ဘဝမှာပညာကြီးမားခြင်းလို့ရှိရင်အပြင်းမထူနဲ့ဒီဘဝမှာပဲသင်နော်ဒီဘဝမှာပဲသင်တတ်နိုင်တယ်ဗျစဉ်းစားပညာရှိပုဂ္ဂိုလ်တွေတွေ့တဲ့အခါမှာကိုသိကျင်တာတွေမေးရင်ထဲမှာမထားနဲ့အဲ့လိုမေးမြန်းဆွေးနွေးလေးလာဖတ်ရှုခြင်းဟာမဟာပညာတံဝတ္တနိကပฏิပဒါလို့ခေါ်တယ်ပညာတိုးတက်ခြင်းအကြောင်းလို့သူပြောတာအဲ့တော့အကြောင်းတရားကိုစဉ်းစားကြည့်မယ်ဆိုရင်သူများတွေပညာသင်ဖို့အခွင့်အလမ်းတစ်ခုကိုဖန်တီးပေးလို့ရှိရင်အဲ့ဒီကုသိုလ်ကအကျိုးပေးမှာကိုယ်လည်းပညာသင်ခြင်းနဲ့ဆိုရင်အခွင့်အလမ်းတစ်ခုဖန်တီးပေးခြင်းပဲဖြစ်မှာပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ကံတရားရဲ့သဘာဝကကိုလှုပ်လိုက်လို့တစ်ဖက်သားမှာရားသွားတဲ့အခြေအနေမျိုးကိုကိုယ်စီကိုတုံ့ပြန်ပေးရခြင်းပဲဖြစ်တယ်။ကံရဲ့သဘာဝကိုလှုပ်တဲ့အတိုင်းကိုပြန်ရတာဆိုလို့ကိုလှုပ်တဲ့ကောင်းကျိုးမကောင်းကျိုးသည်ကိုယ်စီပြန်ရောက်လာ။အဲ့ဒါကိုဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်အလုံးကြားဘူးကောင်းကြားဘူးလိမ့်မယ်။ဩစတြေးလျနိုင်ငံမှာAborigine ဆိုတဲ့လူရိုင်းတွေအသုံးပြုတဲ့တကောက်ကွေးလူကောက်လက်နဲ့တစ်မျိုးရှိတယ်ဘူမရင်လို့ခေါ်တယ်အဲ့ဒီဘူမရင်ဆိုတဲ့လက်နဲ့ကောင်းကင်ကိုပြစ်လိုက်လို့ရှင်ပြစ်တဲ့လူစီပြန်ရောက်လာဒီလက်ထဲကိုပြန်ရောက်လာတယ်သူကကောင်းကင်မှာပြန်ဝဲပြီးတော့ပြစ်တဲ့လူရဲ့လက်ထဲရောက်လာတယ်ကိုလုံးတဲ့ကံတရားဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့ကံလုံးလို့တစ်ဖက်သားကိုကောင်းကျိုးတွေပေးရင်အဲ့ဒီကောင်းကျိုးချမ်းသာမျိုးကိုပြန်ရလာမကောင်းတဲ့ကံလုံးလို့မကောင်းကျိုးတွေဟာပုဂ္ဂိုလ်တို့စီရောက်သွားပြီးဒုက္ခတွေပေးတယ်ဆိုရင်အဲ့ဒီဒုက္ခမျိုးကိုစီပြန်ရောက်တယ်ဒါကံရဲ့ဓမ္မတာပဲလို့ဥဒ္ဒံအထက်ကထာမှာကံနဲ့ပတ်သက်ပြီးတော့ဟောပြထားတာရှိတယ်။ကံကြမ္မာအကျိုးပေးမှုဟာကိုလှုပ်တာကိုစီပြန်ရောက်တယ်။အေးဒါကြောင့်မို့အခုဒီဘဝပညာသင်ပြီးတော့ပညာတတ်သွားလို့ရှိရင်အဲ့ဒီပညာမျိုးဟာကိုယ့်ရင်ထဲမှာပျောက်သွားတာမဟုတ်ဘဲနဲ့ဖြစ်လျက်ဘဝမှာကိုယ်ကပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့အခုလို့သိရှိကြတဲ့ဘဝမှာအမတ်တမဲ့မနေကြပဲနဲ့လေးလာကြရမယ်စီးပူးကြရမယ်ဓမ္မစာပေတွေဖတ်ရှုကြရမယ်ဒါတော့ငါတို့မသိတော့ဘူးဆိုပြီးရှောင်းတိတ်မထွက်နဲ့မသိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံရောက်လာတာနှစ်ပေါင်း1000ကျော်သွားသို့တော်မြန်မာလူမျိုးတွေအများစုကဒါတွေကဘုန်းကြီးစာတွေငါတို့နဲ့မဆိုင်ဘူး
လောကုတ္တရာဇာရီဆိုပြီးကြောခိုင်းနေကြအဲ့ဒါမဟာအမှားတော်ရှိပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာစီးပွားရေးလုပ်နည်းပါတယ်ကျမ်းမာအောင်နေနည်းပါတယ်ဘဝမှာအစဉ်ပြေအောင်ကောင်းကျိုးချမ်းသာတွေရအောင်တဘဝပြီးတဘဝအစဉ်မြင့်သွားအောင်ကိုယ့်ကိုဓမ္မလမ်းကြောင်းမတိမ်ဆောင်ထိန်းချောင်းတဲ့ဤစနစ်တွေကိုမြတ်စွာဘုရားအဆုံးအမတွေမှာပါတယ်မဟာသတိပဋ္ဌာန်ကျင့်စဉ်ဆိုဒီမြတ်စွာဘုရားဆရာတော်တို့ပြနေတဲ့တရားဓမ္မတွေနိုင်ငံသားတွေကအခု mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ဘုရားဟောတဲ့တရားလို့မပြောကြပဲနဲ့ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့လူတွေဘလောက်အကျိုးပြုတယ်ဆိုတာကိုသိရှိနားလည်ကြတဲ့အခါမှာသူတို့ဝဟရာတွေနဲ့သူတို့သုံးပြီးတော့တတိတရားကြိုးစားပြီးတတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်တဲ့အလုပ်တွေဟာဒီကနေ့ထိသင်တန်းတွေပေးပြီးဝေကြီးများစွာပေးပြီးတက်နေကြဒါနိုင်ငံသားတွေပေါ့နော်နောက်တစ်ခုမြန်မာနိုင်ငံမှာဘုရားဘာသာဝင်သူတော်စင်တွေဥပုသ်ဆောင်တယ်12နာရီလောက်မနေ့ပိုင်းမှာ12နာရီအထိအောင်စားပြီး12နာရီကလေးကစားတာကိုရပ်လိုက်တယ်ရပ်လိုက်ပြီးတဲ့အခါနောက်တည့်အာယုန်တက်မှစားတယ်13နာရီ14နာရီ15နာရီ16နာရီပြီးမှတစ်ခါစားဥပုသ်ဆောင်အဲ့တော့ဥပုသ်ဆောင်တယ်ဆိုရင်လူတွေကဥပုသ်ဆောင်တာဟာနောင်ဘဝအတွက်လို့သူတို့ထင်တယ်တကယ်ကတော့ဥပုသ်ဆောင်ခြင်းကြောင့်ဝိချပေးတာဖြစ်သွားနော်အဲ့ဒီ16နာရီမှာခန္ဓာကိုယ်မှာရှိတဲ့အပူအစီးတွေကိုဘန်းတောင်းလုပ်လိုက်တယ်နောက်ထပ်မစားခြင်းအဖြစ်ကျမကြီးအတွက်အလွန်ကောင်းလို့အဲ့ဒါကိုအခုအနောက်တိုင်းတွေမှာဗာပြောလာကြသလဲဆိုအင်္ဂလိပ်စကားလုံးနဲ့ intermittent fasting လို့ခေါ်တယ်အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting intermittent ဆိုတာရဆိုင်ခြင်းနဲ့နောက်ထပ်ပြန်စားခြင်းကြားမှာဟုတ်လား7နာရီဖြစ်စေ13နာရီဖြစ်စေ16နာရီဖြစ်စေကွယ်ပြရဆိုင်တာရဆိုင်ပြီးမှပြန်စားဥပုသ်ဆောင်တယ်ဆိုတာ12နာရီမှအစားရလိုက်တယ်ရပ်ပြီးနောက်တဲ့အာယုန်တက်မှပြန်စားတယ်လေအဲ့ဒီအတွင်းမှာဝိချပြီးသားဖြစ်သွားအဲ့တော့ဒီဝါတုတ်တို့ဝိချခြင်းတဲ့လူတွေတို့ဥပုသ်ပဲဆောင်ပါအဲ့ဒါအကောင်းဆုံးဤစနစ်သွားပြီးတော့ဆေးတွေနဲ့မချနဲ့အန္တရာယ်ရှိတယ်ဆေးတွေနဲ့ဝိတ်တော့မချနဲ့ဥပုသ်ဆောင်သည့်အတွက်ကြောင့်ကုသိုလ်လည်းရသွားတယ်ဝိတ်လည်းကျသွားအစီတွေအပူတွေမထွက်တော့ဘူးခန္ဓာကိုယ်စမ်းသပ်ကြည့်လေတကယ်အဲ့ဒါနောက်တိုင်းကလူတွေကကောင်းမှန်းသိပြီလူဟာရသော်ပြကိုယ်တိုင်ကဘာမဲရှိလို့ရဟန်းတွေကိုဆုံးမတာလူတွေကိုတော့ရသော်ပြပြောပါဘူးလူတွေကတော့စားခြင်းစားမှဆိုတော့ကိုယ်စကားနားထောင်မဲ့ပုဂ္ဂိုလ်ပဲပြောတာမြတ်စွာဘုရားယဟန်နေကြတော့လို့ပြောလို့ငါဟာမနေ့တစ်ချိန်ပဲစားတယ်တဲ့မနေ့တစ်ချိန်စားသည့်အတွက်ကြောင့်ငါမှယောဂ2မျိုးမရှိဘူးတဲ့2မျိုးဆိုတာဘာလဲအာဘာဒဆိုတဲ့ယောဂလည်းမရှိဘူးအတင်္ဂဆိုတဲ့ယောဂလည်းမရှိဘူးအာဘာဒဆိုတဲ့ယောဂဖြာရာနာရာခေါင်းခဲတာပိုက်နာတာဒီလိုယောဂမျိုးတွေလည်းမရှိဘူးအတင်္ဂဆိုတဲ့ယောဂကတချောင်းချောင်းနဲ့နှလုံးယောဂတို့သွေးထူယောဂတို့ဒီလိုဟာမျိုးတွေတချောင်းချောင်းလောကစားတော့လို့ခက်တဲ့ယောဂမျိုးဒီယောဂမျိုးလည်းငါမှဖြစ်ဘူးတဲ့ခွန်အားလည်းပြည့်စုံတယ်အထိုင်ထားလည်းပေါ်ပါတယ်တဲ့ကျမ်းလည်းကျမ်းပါတယ်မင်းတို့တွေတထပ်ပဲစားအဲ့ဒီစနစ်ကတော်တော်ကောင်းတဲ့စနစ်အနောက်တိုင်းကလူတွေအခုသိလာတော့နော်သူတို့ခန္ဓာကိုယ်ဝိချခြင်းနဲ့ဆိုရင်အဲ့ဒီစနစ်ဟာအကောင်းဆုံးပဲနော်ဝ
ဝေးချခြင်းအဲ့ဒီစနစ်အကောင်းဆုံးပဲအဲ့ဒါမှတ်တာ intermittent fasting နဲ့အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting ဆိုအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေဟာမြန်မာအများစုနားလည်နေတာနောင်ဘဝလို့ထင်နေကြတယ်နောင်ဘဝအတွက်သို့မဟုတ်နိဗ္ဗာန်လို့ဒီလိုအောင်းမေးနေမဟုတ်ဘူးဒီဘဝတည်းအကျိုးရှိတယ်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဒီဘဝမှာအကျိုးပြုအလုံးသိကြတယ်မြတ်စွာဘုရားရဲ့ခုံတော်ကိုးပါးထဲမှာဝိဇ္ဇာစရဏတမ္ပန္နောဆိုတဲ့ထဲမှာဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏ15ပါးဆိုတာဘုရားဝတ္တဝိနည်းအလုံးကြားဖို့ရလိမ့်မယ်ရလည်းရကြတယ်အဲ့ဒီစရဏတရား15ပါးဆိုနိဗ္ဗာန်ရောက်ကြောင်းတရားပဲအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားတွေမှာဘာပါတော့ဆိုရင်ဘောဇနိမတ္တိညုတာဆိုပါအစာစားလို့ရှိရင်ကိုယ်နဲ့တည့်တာပဲစားတယ်နော်အပူမစားဘူးစားတဲ့လောက်ပဲစားတယ်ဆိုတာဒါဟာနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာဘာကြောင့်နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့အဲ့ဒါထဲ့တော့ဆိုအစာတွေနင်းကန်စားခြင်းအပြင်ခန္ဓာကိုယ်ထဲမှာအစီးဘိုးတွေများလာစီးဘိုးတွေများလာတော့သူကအမြဲတမ်းအိတ်ချင်လာတယ်ဝိတ်တွေတက်လာတယ်တရားအမထုံးတယ်ဒါကြောင့်မို့လို့အစီဘိုးတွေနဲ့ဝိတ်တက်ပြီးတော့ကြောကြသွေးတူတို့နှလုံးတို့ပါဆက်လာအဲ့ဒါမျိုးတွေမဖြစ်အောင်လို့မြတ်စွာဘုရားကျမ်းမာရေးအတွက်အကောင်းဆုံးဘောဇနိမတ္တိညုတာစားတဲ့နာပဲစားမယ်စားတဲ့အတိုင်းတာလည်းပဲစားမယ်တဲ့တာပဲစားမယ်မတဲ့တာမစားဘူးဆိုတဲ့ဒီဘောဇနိမတ္တိညုတာဆိုတာအလုံးကိုအဓိပ္ပာယ်ရှိတဲ့စကားတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားအဆုံးအမတွေကတန်ဋိဋ္ဌိကမျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်တံပရာယိကနောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်အကျိုးနှမျိုးကိုမြတ်စွာဘုရားရဲ့အဆုံးအမကရရှိစေတယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်